ကျွန်တော်တို့ကိုတင်ပေးခဲ့ကြတာကတော့လေကြားတစ်ဆိုတာတမင်ကိုပဲအမြဲလိုက်ဖမ်းတာနောက်တစ်ကြားဆိုလဲတိုးကလေးတွေကိုပဲအမြဲတိုက်ခိုက်တာပေါ့တဘာဝလောကကြီးမှာဒါကလွယ်ရင်တခြားပုံစံမျိုးမရှိဘူးလို့ကိုတင်ထားခဲ့ကြတာဒါပေမဲ့တခါတလေကြတော့လေဘဝဆိုတာမထင်မှတ်တာလေးတွေနဲ့အံ့ဩစရာကောင်းနေတတ်တာပဲတခါတလေဆိုရင်လေသားရဲကမတိုက်ခိုက်ဘူးအင်အားကြီးတာကမဖျက်ဆီးဘူးရိုးရိုးလေးပဲအတူတူရှင်တွဲနေထိုင်ကြတာမျိုးမြင်ရတာမျိုးတွေရှိတယ်နော်အဲ့ဒီလိုမြင်ရတော့မှပဲလူတစ်ယောက်အနေနဲ့တကယ်နဲ့တဲ့အရာတစ်ခုကိုနားလည်သွားတာပေါ့ကိုမြင်နေရသမျှအရာတိုင်းဟာထင်ရတယ်လို့မဟုတ်ဘူးဆိုတာပေါ့ဘဝမှာလည်းအတူတူပဲလေလူတွေကိုဆိုရင်လည်းလေကိုကြားဘူးတာနဲ့ကိုယုံကြည်တာနဲ့စီလျော်မဲ့ထင်တာလေးတွေနဲ့ပဲအကဲဖြတ်လိုက်ကြတာတကယ်အမှန်တရားကိုလေ့လာဖို့ပြီးဖို့မကြိုးစားပဲပေါ့အဲ့ဒီလိုလုပ်တော့အချိန်ပေါင်းများစွာမှားကုန်ကြတာပဲအဲ့ဒါကြောင့်မို့လို့နော်တခုခုကိုလက်ညှိုးမထိုးခင်တေချာစုံစမ်းပါဦးမပြောခင်နားလည်အောင်ကြိုးစားပါမဆုံးဖြတ်ခင်တေချာလေးလေ့လာကြည့်ပါဦးမှားယွင်းပြီးအထင်မြင်လွဲသွားတာမျိုးကမှန်ကန်တဲ့ဆုံးဖြတ်ချက်ကောင်းတွေကနေကိုဝေးကွာသွားစေနိုင်တာကိုတဘာဝတရားကြီးကထင်ရှားတာတွေကြီးပဲပြနေတာမဟုတ်ဘူးတေချာကြည့်တတ်တဲ့သူတွေအတွက်သင်ခန်းစာကောင်းတွေကိုပါဝတ်ထားတတ်တယ်နော်ဒီနေ့တော့အရှင်းဆုံးသင်ခန်းစာတစ်ခုကိုပေးခဲ့တယ်လေအနည်းရှိတယ်လို့ထင်ရသမျှအရာတိုင်းကအမြဲတမ်းဒုက္ခပေးနေတာမဟုတ်တလို့အမှန်တရားပဲလို့ထင်ရသမျှအရာတိုင်းကလည်းတကယ်တမ်းကျတော့အမှန်တရားမဟုတ်ဘူးဆိုတာပဲ